ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနှုတ်ခွန်းစာလေးနဲ့မိတ်ဆက်ပေးချင်လို့ပါနော်အလုပ်တွေကတော့ယောက်ျားလေးတွေဆိုရင်ကားမောင်းရှိပါတယ်ကားမောင်းပြီးရင်ဆိုင်ကူရောင်းဝင်တာရှင်းတန်ဘူးပို့လို့ပြီးရင်တခြားအထွေထွေလုပ်ငန်းတွေရှိပါတယ်ရန်ကုန်ရဲ့ကျိုင်းတုံတွေမှာပေါ်ပါတယ်မိန်းကလေးတွေကကြတော့မိန်းကလေးကားမောင်းတူလိုပါတယ် TV ကားမောင်းမှုပေါ့နော်ကားမောင်းရင်ပြီးဘဝဆောင်ရှောက်ဒီကလေးထင်းရဲ့အသက်ကတော့40အောက်ပေါ့နော်အိမ်ကူထမင်းချက်တန်ရှင်းပိုင်းဆိုရင်တော့အသက်55လောက်ထိပေါ်ပါတယ်ဗျမှတ်ပုံနေမူရင်းလေးဆိုရင်ရှိရင်တော့အဆင်ပြေပါတယ်စီးကျပုံနေကွက်၄သိန်းကနေပြီးတော့5သိန်းလောက်ထိရပါတယ်ဗျဟုတ်ကဲ့ပါအလုပ်တွေနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးရှောက်ထားမယ်ဆိုလို့ရှိရင်ရောက်လာများတဲ့နာမှတ်တမ်းများတဲ့တင်လဲဒီနံပါတ်48နဲ့ပထမတက်ကိုလူကလာရှောက်လို့ရပါတယ်ဖုန်းနံပါတ်09969958388683464940အဲ့ဒီဖုန်းလေးတွေဆက်ပြီးတော့တိုင်းရဲလာဆောက်လို့ရပါတယ်ကျေးဇူးပါ